လပိုင်ငလင်ကြောင့်သေဆုံးသူ35ဦးထိမြင့်တက်လာဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းကမ်းလွန်မှာလှုပ်ခတ်ခဲ့တဲ့ပြင်းထန်ငလင်ကြီးကြောင့်သေဆုံးတဲ့သူဟာ35ဦးထိရှိလာနေကြောင်းသိရပါတယ်။ဇွန်လ10ရက်နေ့မနက်ပိုင်းကကျွန်းစုနိုင်ငံဖိလစ်ပိုင်ရဲ့အကြီးဆုံးကျွန်းတစ်ခုဖြစ်တဲ့မင်တာနာအိုရဲ့တောင်ဘက်ကမ်းလွန်ရေပြင်မှာမဂနီကျူ9.8 အဆင့်ရှိတဲ့ငလင်ကြီးတစ်ခုလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ငလင်ကြောင့်မင်တာနာအိုမှာထိခိုက်ပျက်စီးမှုတွေအသေးပြောက်တွေရှိခဲ့သလိုဖိလစ်ပိုင်၊အင်ဒိုနီးရှား၊ဂျပန်နဲ့အော်စတြေးလျတို့မှလည်းအရေးပေါ်ဆူနာမီအန္တရာယ်သတိပေးချက်တွေထုတ်ပြန်ခဲ့ရပါတယ်။နိုင်တချို့ကြာပြီးချိန်မှာတော့အဲ့ဒီသတိပေးချက်တွေကိုပြန်ရုပ်သိမ်းခဲ့ပါတယ်။လူမှုကွန်ရက်မီဒီယာတွေပေါ်ရောက်လာတဲ့ဗီဒီယိုတွေမှာတော့ငလင်ဗဟိုချက်နဲ့နီးယာက General Santos မြို့ထဲမှာတော့ဆူဆူရွရွပျက်စီးနေတဲ့လုံးဝအုပ်တုံပြိုကျနေတဲ့အဆောက်အအုံတွေကိုတွေ့ရှိခဲ့ရပါတယ်။တချို့နေရာတွေမှာမြေပြိုမှုတွေလည်းဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ငလင်လောက်ခတ်ပြီးတဲ့နောက်ပိုင်းအသေးပြောက်ဆင်းကတဖြည်းဖြည်းတိုးလာနေခဲ့ပြီးဇွန်လ10ရက်ညပိုင်းထိအချိန်ကြီး35ဦးထိများပြားလာနေပါတယ်။အနည်းဆုံး12ဦးပျောက်ဆုံးနေပြီးတော့134ဦးဒဏ်ရာရရှိခဲ့ပါတယ်။သေဆုံးသူ35ဦးထဲမှာ32ဦးကဆော့ဆာကန်ဧရိယာကဖြစ်ပြီးကျန်တဲ့4ဦးကတော့ဒါဗာအိုမြို့ကန်နေပါ။ထိခိုက်သေဆုံးစင်းကိုမပိတ်သိမ်းနိုင်သေးပဲတိတိကျကျသိရှိနိုင်အောင်အာဏာပိုင်တွေကဆက်လက်ပြီးတော့စူးစမ်းနေကြဆဲဖြစ်ပါတယ်။ဖိလစ်ပိုင်သမ္မတဖာဒီနန်မာကိုစ်ဂျူနီယာကသက်ဆိုင်ရာအစိုးရအေဂျင်စီတွေဟာကယ်ဆယ်ရေးကဏ္ဍအတွက်အစွမ်းကုန်ပူးပေါင်းကူညီပေးနေကြတယ်လို့ကြေညာခဲ့ပါတယ်။ဘေဒိုကကြုံနေတဲ့မင်နာနာအိုကျွန်းကိုဖိလစ်ပိုင်အစိုးရကမျက်ကွယ်ပြုထားမှာမဟုတ်ဘူးလို့လည်းသူကပြောပါတယ်။ငလင်ဘေးသင့်ဒေသမှာအကြောင်းအလုံးကိုလည်းယာယီပိတ်ထားဖို့မာကိုစ်ကညွှန်ကြားခဲ့ပါတယ်။ငလင်ကဖိလစ်ပိုင်မှာစာသင်နှစ်အသစ်အတွက်ကျောင်းတွေပြန်ဖွင့်တဲ့နေ့မှာလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ငလင်ကြီးအပြီးနောက်ထပ်12နာရီလောက်အတွင်းနောက်ဆက်တွဲငလင်ပေါင်း130ကျော်လည်းလှုပ်ခတ်ခဲ့ပြန်ပါသေးတယ်။အဲ့ဒီတက်ကတခုကမဂနီကျု6.8 အဆင့်ထိပြင်းထန်ခဲ့ပါတယ်။နောက်ပြီးတော့ဆာရာကာနီမှာရှိတဲ့ဘူလိုကျွန်းကမ်းလွန်ရေပြင်မှာမဂနီကျု9.8 အဆင့်တီးခြားငလင်တစ်ခုထပ်မံပြီးတော့လှုပ်ခတ်ခဲ့ပါတယ်။ဖိလစ်ပိုင်ကပစိဖိတ်မီးကွင်းဒေသလို့ခေါ်ရတဲ့မြေအောင်မီးတောင်ရုံဝန်းထဲမှာကြာရောက်နေပြီးငလင်လှုပ်ခတ်မှုတွေကိုမကြာခဏတွေ့ကြုံနေကြပါ။ငလင်အများစုကပြင်းထန်လေးမရှိပေမဲ့ရန်ဖန်ရန်ခါမှာတော့အသေးပြောက်များတဲ့ငလင်တွေထပြီးတော့လှုပ်တတ်ပါတယ်။မနေ့ကစက်တင်ဘာလတုန်းကလည်းဗီဆာယက်စ်ဒေတာမှာလှုပ်ရှားသွားတဲ့မဂနီကျု6.9 ငလင်ကြောင့်ဖိလစ်ပိုင်မှာလူပေါင်း80ကျော်သေဆုံးခဲ့ကြောင်းသိရပါတယ်။